ဒီနေ့မှာတော့မလေးရှားနိုင်ငံကွာလာလမ်ပူမြို့လယ်ကပါဆာစီနီလို့ခေါ်တဲ့နေရာကတရုတ်တန်းဈေးတန်းကိုတွားရောက်လည်ပတ်ခဲ့တဲ့မြင်ကွင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အဲ့ဒီတရုတ်တန်းဈေးတန်းဟာတော်တော်လေးရှည်လာမလို့မိနစ်20လောက်ဒီဘက်ထိပ်ကနေဟိုဘက်ထိပ်ကိုမိနစ်20လောက်ကြာအောင်လမ်းလျှောက်ခဲ့ရပါတယ်လမ်းဘေးဒီဝဲရမှာလည်းဗီဒီယိုမှာမြင်ရတဲ့အတိုင်းပစ္စည်းအမျိုးမျိုးကိုချင်းချင်းပြသရောင်းချပေးနေတာကိုလည်းတွေ့ရပါတယ်ညဘက်ဆိုရင်တော့ပိုစီတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကညဘက်အပြင်ထွက်သွားလာဖို့အတွက်ကအခက်အခဲရှိတဲ့အတွက်အလုပ်ပိတ်ရက်မှာအားနဲ့နေ့လည်ခင်းတရက်မှာကျွန်တော်တို့အခုလိုပဲသွားရောက်လည်ပတ်ခဲ့တာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီတရုတ်တန်းရဲ့အပေါ်မှာမိုးထားတဲ့အမိုးပေါ့နော်မွေလိမ်မွေကောက်အမိုးကဘာနဲ့သွားတူတယ်လဲဆိုတော့စင်ကာပူနိုင်ငံဘူကစ်ဆိုတဲ့နေရာကကျွန်တော်တို့ဒီဈေးတန်းပေါ့ဒီလို Wall Street ဈေးတန်းတစ်ခုကအမိုးနဲ့เนาะသွားပြီးတော့စင်တူနေတာကိုလည်းသွားပြီးတော့ကျွန်တော်တို့သတိထားမိပါတယ်အခုတော့ကျွန်တော်တို့ဆိုင်ထဲမှာပေါ့သွားပြီးတော့ဒီနာရီတွေရင်မွေးတွေကျွန်တော်တို့ဝင်ကြည့်ဖြစ်ခဲ့ပါတယ်နာရီတွေကဈေးကိုဒီ price tag မှာကြည့်ကြည့်တော့RM 30ဝန်းကျင် RM 50ဝန်းကျင်လောက်ရှိတာကိုတွေ့ရပါတယ်အပေါ်ကဒီလိုဘူးနဲ့ပြထားတဲ့ဟာတွေကြတော့နည်းနည်းပိုဈေးကြီးတာပေါ့နော် RM 200 RM 300အဲ့လိုမျိုးဈေးအဆအရှိတာတွေ့ကြရပါတယ်放我脸，一直在我脸。我骑车了，မလေးရှားနိုင်ငံဟာစီးပွားဖွံ့ဖြိုးဖြစ်ထွန်းတဲ့နိုင်ငံဖြစ်တဲ့အပြင်ကမ္ဘာပင်လယ်ရေကြောင်းသွားလာမှုဗဟိုချက်ဖြစ်တဲ့မလကာရေလက်ကြားနာမှာရှိတဲ့နိုင်ငံဖြစ်တာမလို့မလေးရှားနိုင်ငံရဲ့ဘယ်နေရာကိုပဲသွားလူမျိုးစုံအယောင်သွေးစုံလင်စွာတွေ့ရှိရမှာဖြစ်ပါတယ်အခုဒီဈေးတန်းထဲမှာလည်းကျွန်တော်တို့ဖြတ်လျှောက်တဲ့အချိန်မှာတရုတ်စကားပြောတဲ့သူတွေအိန္ဒိယစကားပြောတဲ့သူတွေအင်ဒိုနီးရှားစကားပြောတဲ့သူတွေမြန်မာစကားပြောတဲ့သူတွေကိုပါနေရာမနဲ့ကျွန်တော်တို့ကြားခဲ့ရတာဖြစ်ပါတယ်ဒါကြောင့်ဒီမလေးရှားကျွန်းဆွယ်ကလူမျိုးစုံယဉ်ကျေးမှုစုံအယောင်သွေးစုံလင်စွာတွေ့ရှိရတဲ့ Equator ရပ်ဝန်းက Oasis တခုလို့ပြောရင်လည်းမမှားပါဘူးခင်ဗျာ
这个毛衣做生意嘅啲，啊個做四個點咯。好，呢個我多。还是的。招标，招标。সুন্দর করে পালাইতেছেন রোহিঙ্গাদেরকে ছেলেদেরকে一安装要不要？ဒီလိုနဲ့လမ်းလျှောက်သွားရင်းနဲ့လမ်းဆုံးကိုကျွန်တော်တို့ရောက်သွားပါတယ်အဲ့ဒါနဲ့ကျွန်တော်တို့အနောက်ကိုနည်းနည်းပြန်လှည့်ပြီးတော့မှအဲ့နားကဒီရေမွေးတွေရောင်းတဲ့ဒီ fancy designer ဆိုင်တစ်ခုကိုကျွန်တော်တို့ဝင်ရောက်ပြီးတော့မှရေမွေးတွေကျွန်တော်တို့ကြည့်ရကြပါတယ်မဆိုးနော်မှုရင်းနေ အော်ဒီယာနဲ့မှာ အမျိုးအစားစုံနေတဲ့ရေမွေးရနံ့တွေကိုဒီဇိုင်းစုံလင်ကွဲပြားတဲ့ဒီဇိုင်းထုတ်ပိုးမှုပုံစံတွေနဲ့ကျွန်တော်တို့တွေ့ခဲ့ရပါတယ်။အဲဒီတော့အဲ့ဒီရေမွေးတွေကနေရေမွေး3မျိုးလောက်ကိုကျွန်တော်တို့ဝယ်ယူဖြစ်ခဲ့ပါတယ်။ရေမွေးတွေဝယ်ယူပြီးတဲ့နောက်မှာကျွန်တော်တို့ရဲ့အားလျက်ကွာလာလမ်ပူမြို့လယ်ကိုတွားရောက်စူးစမ်းလေ့လာတဲ့အလယ်ဘက်သွားတဲ့ခီးစဉ်ဟာလည်းဒီကနေ့ကျွန်တော်တို့အဆုံးသတ်ခဲ့ပါတယ်။ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။